ဒီညီလေးရေးထားတာလေ reply မြတ်ပြီးချင်းလို့မနော်သူရေးထားတာအခုစေတနာဘူးတဲ့နားလှည့်ပါတယ်တဲ့ဒါပေမဲ့တဲ့ရွှေဝဲစုထားတာပိုအဆင်ပြေမယ်ထင်နေဆိုတော့ညီပြောတာလည်းမမားပါဘူးเนาะညီပြောတာလည်းမမားပါဘူးတော်တော်များများပြောကြတယ်ပေါ့နော်ဘယ်ခေတ်ဘယ်အခါမှဆိုရွှေဝဲစုထားတာမှန်တယ်ပတ်စံရှိရွှေတာဝဲထားဘယ်တော့မှမမောင်းဆိုတဲ့စကားလုံးစကားရက်တွေပေါ့နော်အဲ့လိုမျိုးပြောတဲ့အရာတွေအများကြီးကြားဘူးတယ်မြင်လဲမြင်ဘူးတယ်မှန်ပါတယ်ညီရဲ့မှန်ပါတယ်ဒါပေမဲ့အကူတစ်ခုပဲပြန်ပြီးပြီစီးပွားရေးမှာကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်ဘယ်သူမှမပြောနော်ဘယ်သူမှမပြောဒါနဲ့ပြောဆိုနေရန်လုံးပြေတော့မဟုတ်ဘူးညီရဲ့အယောက်100မှာပြည့်စုံလုံလောက်သွားတဲ့9ယောက်ကတော့ခုနကစကလုံးပြောရင်ပြောမယ်အဲ့ကျင်းတဲ့65ယောက်ဒီလုပ်ငန်းကိုကြီးပိုပြီးကြီးလာဖို့ပိုပြီးတိုးတက်လာဖို့ပိုပြီး investment တွေများလာဖို့ပိုပြီး global ဖြစ်လာဖို့ဒီလုပ်ငန်းကိုပဲ site ထုတ်ဖို့ပဲတွေးတာရွှေဝယ်စုဖို့ဆိုတဲ့ကိစ္စကိုခေါင်းထဲမထည့်ဘူးအရင်ဘုံပြတ်သွားတဲ့9ယောက်လောက်ကတော့ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ညီရဲ့အဲ့တော့ကိုယ်ပိုင်စီးပွားရေးကိုအခုမှစလုပ်ဖို့တွေးထားတဲ့လူဆိုလို့ရှိရင်ရွှေဝယ်စုတာထက်ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုယ်ပိုင်စီးပွားရေးမှာပြန်ပြီးရင်းနှီးမြှုပ်နှံတာရွှေဝယ်စုတာတဲ့ဆိုင်အများကြီးပို့ပြီးတွက်ချေကြိုက်ပါတယ်လို့เนาะညီเนาะကိုကတော့သိန်းအောင်ဝင်ထားအောင်ပါ